ဒါကတော့ကျွန်တော်ကော်ဖီပြောတဲ့ blog လေးဖြစ်ပါတယ်မသိသေးတဲ့လူတွေအတွက်ပေါ့နော်စကြည့်သွားလို့ရပါတယ်လက်ကတော့တိကန်တော့ကြည့်ပေးပေါ့နော်ကျွန်တော်ရေကွန်တောင်းကိုဆင်းလာတော့ဟိုကုတ်ပဲကြီးကုတ်ပဲနဲ့တန်းရလည်းအရန်ကောင်းနေတော့လေဒီတော့မလားလက်ထဲကိုဝင်လေးရတာအကုန်ဝင်တာပဲအရင်ဆုံးကျွန်တော်တို့ကော်ဖီတော့ကိုဖောက်လိုက်မယ်ဖောက်ခင်ပေါ့နော်စတိုင်မိလားမမိလားကင်မရာနဲ့အင်ချိန်ရပါသေးတယ်ပြီးတော့ကော်ဖီတော့ကရန်ကန်နေလို့လေတခြားမှုတ်လိုက်ရပါသေးတယ်ဖူးပြီးတော့ကျွန်တော်တို့ဇွန်လေးနဲ့ဒါလေးဖြဲလိုက်မယ်အတီးတော့ထားရတယ်ဗျာအဲ့ဒါကန်နေကိုပြီးတော့တုံလုံးမကြတော့အိတ်လေးကိုနည်းနည်းပါးခောက်ပေးရသေးတယ်ပေါ့နော်တောက်ထွက်ဟဲ့ဟိုကလိုပဲပေါ့နော်မှွေလိုက်ဟိုကြည့်ဒီရေနဲ့ရေသွားဆိုဖို့ကြည့်ရလေရေကခါလောက်ပဲရှိတယ်ပေါ့နော်ငွေထဲမှာရေကြောက်တဲ့သူဆိုတော့ရေမချိုးခဲ့ပါဘူးရေကလည်းကလေးသေးပေါက်ထားမှဒီတဲ့ရေမြကြာအောင်ပဲပေါ့နော်ဒါမှလည်းသူတို့ကြီးကတချင်းနဲ့တွန်းနေကြဆိုတော့ပြောတော့ပြောစရာကြီးဗျရှုခင်းကတော့တကယ်လှရဲပေါ့နော်အဖွားပဲကြည့်အောက်ကနေပဲကြည့်တကယ်မိုက်ပါတယ်